အားလုံးပဲမင်္ဂလာပါရှင်ဆူရှယ်ရီ channel ကနေကြိုဆိုလိုက်ပါတယ်အခန်းကဒနဥပရိသ9ရက်ရွှေပြည့်နဲ့အိတ်တစ်လုံးရဲ့အဖိုးတန်အတီတရားတွေပါတဲ့စာတစ်ချက်ရဲ့ကြိုက်ရရွေးကြရဆိုရင်မင်းတို့ဘာကိုရွေးမလဲခါလဘက်ကမေးလိုက်သည်သဲကန္နာရတနေရာမှာညဘက်စခန်းချရနာရင်သူတို့စကားဝိုင်းဖွဲ့နေကြခြင်းဖြစ်သည်မိဖို့မှအလေးအောင်တစ်ဖြက်ဖြက်ကသူတို့မျက်နှာတွေပေါ်အယောင်ဟပ်နေသည်နေလောင်ထားသောမျက်နှာများဆရာထက်သန်သောမျက်နှာများရွှေကိုယူမဲ့ခါလဘတ်ဤလုံသား28ယောက်လုံးတညီတညွတ်ထဲအပြေပေးကြသည်ခါလဘတ်ပြုံးသည်တီအပြေကိုသူမျောလင်းပြီးသားဖြစ်သည်နားထောင်စမ်းဟိခါလဘတ်ကလက်ကိုမြှောက်၍ဆိုသည်ခွေးရည်အော်တန်ကြားကြရဲ့လားဒီကောင်တွေဘာကြောင့်ဦးနေကြတာလဲအစာငတ်နေလို့မဟုတ်လားကွဘယ်တော့မှဝဝလင်းလင်းမစားရတော့ဒီကောင်တွေကြည့်လိုက်ရင်ပိန်ပိန်လှီလှီနဲ့ဒါပေမဲ့သူတို့ကိုတွားအစာကြွေ့ကြည့်ရင်ဘာဖြစ်မယ်ထင်တယ်လဲတကောင်ကြိုက်မယ်ခဲမယ်လူမယ်အစာရသွားတဲ့အကောင်ကမန်ဖီမယ်အစာဝါသွားတဲ့အကောင်ကကြွကြွရှောက်သွားမယ်မနေ့ပြန်ငါဘာသွားစားမလဲလုံးဝမစင်စားဘူးဒါပေမဲ့ခွေးမှဘာမှမစင်စားတာလားဆိုတော့မဟုတ်ဘူးလူမှလည်းပဲထိုနီး၎င်းတွေအများကြီးပဲဥစ္စာနဲ့ပညာဘယ်ဟာရွေးမလဲဆိုရင်ဥစ္စာကိုအပြည့်လွှာရွေးတယ်ပညာမရှိတော့ဥစ္စာကကြမခံဘူးနောက်တနေ့ဒီဥစ္စာကုံတော့အစာငတ်တဲ့ခွေးအများလို့ညှိကြညူကြဦးနေကြပြန်တာပဲဒနာဥစ္စာဆိုတာသူ့ရဲ့သဘောတဘာဝသူ့ရဲ့ဥပဒေသားတွေကိုတီနားလေတဲ့လူများနဲ့သာထိုက်တန်တယ်သူတို့စီမှာပဲတည်မြဲတယ်ခါလဘက်ကဝိယုံဖြူကိုသူ့ခြေထောက်တွေပါလုံအောင်ရစ်ပတ်လိုက်သည်ခန္ဓာရကညတွေအေးမြသည်လေဝဲလိုက်သည့်အခါပို၍အိတ်စိန်သွားတတ်သည်မင်းတို့ကိုငါဒီနေ့ညရွှေထက်အဖို့တန်တဲ့အသိပညာတစ်ခုပေးခဲ့ဖို့ရည်ရွယ်ထားတယ်ဒါကလည်းပဲအခုခရီးရှည်ကြီးတစ်ချောင်းလုံးမင်းတို့ငါအပေါ်တစ္ဆာရှိစွာတာဝန်ထမ်းဆောင်လာခဲ့ကြလို့ပါပဲကလက်အုပ်တွေကိုကောင်းကောင်းဂရုစိုက်ကြတယ်ပူပြင်းလာတဲ့ဒီခန္ဓာရကြီးကိုမင်းတို့မငီးမညူဖြတ်တန်းကြတယ်ကုန်ပစ္စည်းတွေကိုဓမြတွေဝင်လူတော့လေမင်းတို့အားလုံးရဲဝံ့ခုခံကာကွယ်ပေးကြတယ်ဒါကြောင့်မို့ဒီညမှာတော့မင်းတို့တသက်တာမှာတခါမှကြားဘူးခဲ့မှာမဟုတ်တဲ့ဒနဥပရိသ9ရက်အကြောင်းပုံမြင်ကိုငါပြောပြမယ်ဒီစကားတွေကိုမင်းတို့ဂယုဆိုင်နားထောင်မှတ်သားကြပါတေတေချာချာနားလေသဘောပေါက်ပြီးတကယ်လက်တွေ့လိုက်နိုင်ဆောင်ရွက်တဲ့လူတွေအတွက်ဒီစကားတွေဟာမကုံခန်းနိုင်တဲ့ရွှေအိတ်တစ်ခုလိုတန်ဖိုးကြီးမားလိမ့်မယ်ဒီလိုပြောပြီးသူခဏရက်နေသည်ဘေဘီလိုနီးယားဒေသ၏ကြည်စင်သောကောင်းငင်ပြင်၌ကျဲကလေးများလင်းလက်လျက်ရှိနေသည်သူတို့နောက်ဖက်နားစီတွင်ရွက်ဖြင့်တဲများကိုထိုးထောင်မြင်ရသည်ဂန္ဓာယမုံတိုင်းတွေအချိန်မီ၍ကြားရောက်နိုင်သဖြင့်တဲတွေကိုတစ်ခုနှင့်တစ်ခုနီးကပ်နေရာချကာခိုင်မြဲချီနှောက်တုပ်ဆိုင်ထားရသည်တဲတွေနှစ်ဘေးမှာတော့တလိษံတရေများနှင့်ကျစ်လစ်စွာချီနှောက်ထုတ်ပိုးထားသည့်ကုန်ပစ္စည်းထုတ်တွေကိုစီရည်ဆင်း၍ထားသည်အနီးတစ်ဝိုက်တွင်မူတဲပြင်မှာခြေဆက်လက်ဆံအနားယူနေသောကလအုံများကိုမြင်ရသည်တချို့ကဗဇက်တလှုပ်စမြုံပြန်လျက်တချို့ကဟောက်တန်ပေးအိတ်ဆက်လျက်ဆရာခလဘတ်ကျွန်တော်တို့ကိုတိတ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေအများကြီးပြောခဲ့ပြီးပါပြီသူ၏အစေပါအုပ်စုမှအကြီးအကဲလုပ်သူကခလဘတ်အားစကားထောက်လိုက်သည်အခုကျွန်တော်တို့ကိုနောက်တသက်တာအတွက်လမ်းညွှန်ဩဝါဒတွေပေးသွားမယ်ဆိုရင်ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာခံယူဖို့အသင့်ပါပဲဘာကြောင့်လဲဆိုတော့မနေ့ပြန်ဆိုရင်ပဲဆရာအတွက်ထမ်းဆောင်ရတဲ့ကျွန်တော်တို့တာဝန်တွေပြီးဆုံးတော့မှာကိုဟုတ်တယ်ဒါကြောင့်မို့အရင်ညတွေတုန်းကမင်းတို့ကိုငါအတွေ့အကြုံတွေဝေးလံခေါင်ဖျားအရက်ဒေတာတွေမှာငါကြုံခဲ့တဲ့စွန်စားခန်းတွေပြောခဲ့ပေမဲ့ဒီညအဖို့မှာတော့ပညာရှိတထေးကြီးအခက်ရဲ့ဒနကျေဝါရေးအတွေ့အခေါ်တွေပဲမင်းတို့ကိုပြောမယ်လို့ငါစဉ်းစားထားတာပဲဟုတ်ကဲ့ကျွန်တော်တို့လည်းသူ့အကြောင်းတစင်စကားပြောကြဆိုကြတာတွေတော့ကြားဘူးကြပါတယ်ဘေဘီလုံးမှာအချမ်းသာဆုံးပုံကိုဆိုတော့လူတိုင်းစိတ်ဝင်စားကြတာကိုတပည့်ကြီးကဆိုသည်အေးဟုတ်တယ်ဒါပေမဲ့ငါပြောမယ်အကြောင်းကမင်းတို့ကြားနေကြရင်းနဲ့တူမှာမဟုတ်ဘူးမင်းတို့ကြားဘူးမှာက
သူ့နေပုံထိုင်ပုံသုံးဆွဲပုံတွေဘလောက်ပဲ၍ချမ်းသာတဲ့ဆိုတာတွေဖြစ်လိမ့်မယ်ငါပြောမှာကသူပေးတဲ့ချမ်းသာရေးနီလန်းဟူ၍ခါလဘက်အစားချီလိုက်သည်အခက်ဟာဘေဘီလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာရတဲ့အကြောင်းရင်းကဒနာဥစ္စာရှာဖွေတဲ့အတက်ကိုသူမတူအောင်တက်မြောက်ကြမ်းကျင်ခဲ့လို့ပဲအခုငါပြောမယ့်အကြောင်းကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူသားနိုမာစာကိုယ်တိုင်နေပြီးမြို့မှာငါ့ကိုပြောခဲ့တာအဲ့ဒီတုန်းကငါတော့လူငယ်လေးပဲရှိသေးတယ်ငါကကော်စောကုံတဲ့ကြီးတယောက်စီမှာတပည့်အဖြစ်နဲ့လိုက်နေတဲ့အချိန်ပေါ့နေပြီးမှရှိတဲ့နိုမာစာရဲ့စံအိမ်ကြီးမှာဒုကော်စောတွေတွားပြကြတယ်နိုမာစာကကော်စောတွေစိတ်တိုင်းကြရွေးတယ်ငါကဆရာကိုကူပြီးအထုပ်တွေဖြန့်ပြပြန်လိမ့်နဲ့အတော်ကြီးညစ်နေတော့မှကိစ္စကပြီးတယ်သူလိုချင်တဲ့အယောင်သွေးတွေစုံစုံလင်းလင်းရတော့နိုမာစာလည်းစိတ်ကျဉ်နဲ့သွားပြီးတို့ကိုသူနဲ့အတူစားဖို့တောက်ဖို့ခေါ်တယ်အဲ့ဒီမှာရှာပါပေအနဲ့အရသာကောင်းပြီဆိုတဲ့ဝါအရဲ့အကောင်းစားတွေတို့ကိုတိုက်တယ်ပြီးတော့မှစားရင်တောင်းရင်နဲ့သူ့အဖေအခက်ရဲ့ဉာဏ်ပညာအမျှော်မြင်ကြီးမားပုံအကြောင်းတွေကိုပြောပြတယ်သိတဲ့အတိုင်းဘေဘီလုံးမှာတထေးသားတွေကအိမ်မှာအမြိုင်သာထိုင်စားပြီးအချိန်တန်ရင်ရမယ်မိဘအမွေနေ့ကိုမျှော်နေတတ်ကြတာထုံးစံမဟုတ်လားအခက်ကအဲ့ဒီထုံးစံကိုမကြိုက်ဘူးဒါကြောင့်မို့သူသားနိုမာစာလူလားမြောက်တဲ့အချိန်ကျတော့သူကတမျိုးစီစဉ်တယ်တနေ့မှသူသားကိုခေါ်ပြီးအလေးအနက်ပြောတယ်ငါသားအဖေအနေနဲ့သားကိုအဖေမရှိတော့တဲ့အချိန်မှာအဖေပိုင်ဆိုင်ခဲ့သမျှဥစ္စာပစ္စည်းတွေကိုအမွေဆက်ခံစေခြင်းနဲ့ဆန္ဒရှိတယ်ဒါပေမဲ့လို့သားအနေနဲ့ဒီအမွေနှစ်တွေကိုစက္ကန့်ထိုက်တဲ့အရေးချင်းရှိသူတဦးဖြစ်ကြောင်းပြသစီခြင်းနဲ့ဒီလိုပြသနိုင်ဖို့အတွက်သားကိုအဖေလူလောကကြီးတဲ့သားဘာသာလှုပ်ရှားရုန်းကန်မှုလွှတ်လိုက်မယ်သားဘာသာကိုအားကိုနဲ့စီးပွားဥစ္စာရှာနိုင်စွမ်းရှိတယ်လူအများကြားလေးစားခံရသူတဦးဖြစ်အောင်သားကိုသာထူထောင်နိုင်စွမ်းရှိတယ်ဆိုတာပြစမ်းမှာသားဘဝကိုစတင်ရမှာအထောက်အကူပြုနိုင်မှုပစ္စည်းနှစ်ခုအဖေပေးလိုက်မယ်အဖေတုံးကမရခဲ့တဲ့ပစ္စည်းတွေပါတားတည်တဲ့အတိုင်းအဖေကလက်ဖွားခြေပွားကနေအခုအခြေအနေထိရအောင်တိဆောက်ခဲ့ရတာတားကိုပေးမဲ့ပစ္စည်းတစ်ခုကဟောဒီမှာရွှေရင်းကားအပြစ်ပါတဲ့အိတ်တဲ့အိတ်လိမ့်လိမ့်မာမာနဲ့သုံးဆွဲမယ်ဆိုရင်ကြီးပွားချမ်းသာဖို့အတွက်အတော်ကြီးမားတဲ့အခြေခံတစ်ခုပဲနောက်တစ်ခုကတော့ဟောဒီမှာရှင်စေးစာချက်တစ်ခုဒီအပေါ်မှာရေးထွင်းထားတာကဒနာဥစ္စာနဲ့ဆိုင်တဲ့အရေးအကြီးဆုံးဥပဒေသား9ရက်ဒီဟာတွေကိုတည်တည်ချာချာဖတ်ဉာဏ်နဲ့ဆင်ခြင်ပြီးလက်တွေအသုံးချရင်သားအတွက်ဒနာဥစ္စာနဲ့ပတ်သက်လို့လုံလောက်တဲ့အသိဉာဏ်နဲ့စီးပွားရေးလုံခြုံမှုကိုပေးလိမ့်မယ်ဒီကနေ့ကနေနောက်10နှစ်တိကြာတဲ့အချိန်မှာသားအိမ်ကိုပြန်လာခဲ့ပါပြီးတော့သားရဲ့အတွေ့အကြုံတွေပြောပြပါတန်ဖိုးရှိသူထိုက်တန်သူတဦးအနေနဲ့ပြန်ရောက်လာခဲ့ရင်အဖြစ်ပိုင်းဥစ္စာပစ္စည်းအလုံးရဲ့အမွေခံအဖြစ်သားကိုအတိမှတ်ပြုမယ်အကယ်၍အမွေခံထိုက်သူတဦးဖြစ်ကြောင်းမပြသနိုင်ခဲ့ရင်တော့အဖေဥစ္စာပစ္စည်းအလုံးကိုဘာသာသာသနာရေးအတွက်သုံးစွဲဖို့ဖုံးတော်ကြီးတွေလက်ထဲပဲအဖေလွှဲအပ်လှူဒန်းခဲ့မယ်အဖေလို့သူကအဲ့ဒီလိုစီစဉ်တော့နိုမာစာလဲကိုချရောက်ပေါ်ကိုရက်ပြဖို့အိမ်ကထွက်ခဲ့ရတယ်အဝတ်တစ်ချက်ကိုတစ်ခုတော့လုံးဝမဟုတ်ဘူးပေါ့ရွှေရုပ်တစ်ထုပ်ပိုးသားစားနဲ့ကြကြနာနာထုတ်ပိုးထားတဲ့ဩဝါဒစာတစ်ချက်ပြီးတော့ကျွန်းတယောက်ရဲ့မြင်းနှစ်စီးရဲ့ပေါ့အဲ့ဒီလိုအိမ်ကထွက်သွားပြီး10နှစ်တိကြာတဲ့အခါသူ့အဖေအမှားစကားအတိုင်းနိုမာစာအိမ်ပြန်ရောက်လာတယ်သားပြန်လာတော့အဖေကဆွေမျိုးတွေမိတ်တင်ကဟတွေပါဖိတ်ကြားပြီးအိမ်မှာအခန့်ပွဲကြီးကျင်းပါတယ်အားလုံးစားတောက်ပြီးစီးကြပြီးဆိုတော့မှအဖေနဲ့အမေကရှင်ဘီရင်နန်းတော်ကရာဇပလင်လာအောင်မေးရတဲ့တတနာနာနေရာထိုင်ခင်းမျိုးမှာကြကြနနထိုင်ပြီးသူသားအစီရင်ခံတာကိုကြားနာကြတယ်ညဘက်ရောက်ပြီးဆိုတော့အိမ်ခန်းမကြီးထဲမှာစီမီခွက်တွေအစီထွန်းညှိထားတယ်စီမီခွက်ကလွင့်ပြန်တဲ့မိခိုးငွေတွေအခန်းထဲဝစ်နေတယ်အင်ကြီးဖြူဝစ်ထားတဲ့အင်စီတွေကရက်တောင်ရှည်ကြီးတွေခတ်ပေးနေကြတယ်နိုမာစာကသူ့အဖေအမေရှိမလှမ်းမကမ်းမှမတက်ရက်လို့သူဇနီးနဲ့ကလေး2ယောက်ကနောက်ဖက်နားစီမှာကော်စောပေါ်ထိုင်လို့မိတ်ဆွေတွေဆွေမျိုးသားချင်းတွေကလည်း
ကိုနေရအတီးတီးထိုင်ပြီးနားဆွင့်လို့ပေါ့နိုမာစာကစားပြီးပြောတယ်အဖေတဲ့သူ့အဖေကိုရိုးရိုးသေးသေးခေါ်တယ်အဖေရဲ့ညံအမျော်အမြင်ကြီးမားမှုကိုကျွန်တော်အယိုအသေးပြုပါတယ်လွန်ခဲ့တဲ့10နှစ်ကာလကျွန်တော်လူလားမြောက်စအချိန်မှာအဖေကျွန်တော်ကိုအိမ်မှာမိခိုကက်ရက်မနေပဲနဲ့လူအများကြားကိုစွမ်းကိုအားနဲ့ရက်တည်နိုင်အောင်စူးစမ်းဖို့လှုပ်ခဲ့တဲ့အဖေအစီအစဉ်ကိုကျွန်တော်ချီးကျူးချင်တာပါအဖေကျွန်တော်ကိုငွေအရင်းနှီးလဲအလုံးလောက်ပေးခဲ့တယ်လမ်းညွန်စကားတွေလည်းပြည့်ပြည့်ဝဝပေးလိုက်ပါတယ်ဒါပေမဲ့အဖေပေးလိုက်တဲ့ငွေကကျွန်တော်ကင်တွယ်ပုံလုံးဝအသုံးမကျခဲ့ဘူးဆိုတာဝန်ခံရပါလိမ့်မယ်ဒီငွေတွေဟာကျွန်တော်လက်ထဲကြာမခံပါဘူးယုံလိုက်တဲ့တငယ်ကိုမြင်မိတဲ့ယုံတကောင်လိုလှစ်ခနဲပါပဲဒီလိုပြောတော့သူ့အဖေကပြုံးတယ်အသေးစိတ်ကလေးတွေပြောစမ်းမအောင်သားရဲ့တဲ့အဖေကဆိုတယ်ကျွန်တော်အိမ်ကထွက်လာပြီးတဲ့နောက်နင်းနီးဘေးကိုတွားဖို့ရွေးချယ်ခဲ့တယ်နင်းနီးဘေးကဖွင့်မျိုးစီကားစားမြို့တစ်မြို့မဟုတ်လားအဲ့ဒီမှာကျွန်တော်အတွက်ကြီးပွားချမ်းသာဖို့အခွင့်အလမ်းတွေတွေ့လိမ့်မယ်လို့ကျွန်တော်တွက်မိတာကိုခရီးသွားကုန်တဲ့အုပ်စုတစုနဲ့အတူလိုက်ပါသွားရင်လမ်းမှာမိတ်ဆွေတွေအများကြီးရခဲ့တယ်ဒီအထဲမှာအတော်စကားပြောကောင်းတဲ့လူနှစ်ယောက်ကိုကျွန်တော်သွားသဘောကျတယ်သူတို့နဲ့အတူမြင်းဖြူကြီးတစ်ကောင်ပါတယ်အင်မတန်မှာကိုအပြေးလင်းနဲ့မြင်းကြီးပဲလေးလိုလှင်းနဲ့ဆိုတာမျိုးလှစ်ခနဲနေတယ်ခရီးသွားရင်တယောက်နဲ့တယောက်ပိုပြီးခင်မင်ရင်းနှီးလာတဲ့အချိန်လောက်ကြတော့သူတို့ကတစားတဲ့တစားဘာဖွင့်ပြောတယ်လဲဆိုတော့နင်းနီးဘေးမှာတထေးတယောက်ရှိတယ်တဲ့အဲ့ဒီတထေးကပြန်မြင့်ဝါသနာပါတယ်သူ့မှာအင်မတန်မြန်တဲ့မြင်းတကောင်ရထားတာမှုလာသမျှမြင်းနဲ့ပြန်ပြေးနေတယ်ဂူးထီပြိုင်သမျှသူနိုင်နေတာမှုဘေဘီလုံးပြည်တစ်ခွင်မှာသူမြင်းထက်မြင်အောင်ပြေးနိုင်တဲ့မြင်းမရှိဘူးလို့အထင်ရောက်နေတယ်အခုကျွန်တော်မိတ်ဆွေတွေရဲ့မြင်းဖြူကြီးကအဲ့ဒီတထေးရဲ့မြင်းထက်အပြက်အတန်မြန်နေသူတို့ကဟိုမြင်းပြေးတာမြင်ဘူးလို့ကောင်းကောင်းသိတယ်ဒါကြောင့်မို့သူတို့အခုနင်းနီးဘေးရောက်ရင်အဲ့ဒီတထေးရဲ့မြင်းနဲ့တွားပြိုင်မယ်လောင်ကြီးကြီးထက်မယ်ကျွန်တော်ကိုလည်းခင်မင်နေသူမှုလို့အခွင့်ရေးပေးတယ်သူတို့မြင်းဘက်ကလောင်းကျင်ဝင်လောင်းပါလို့ဆိုတယ်အဲ့ဒါနဲ့ကျွန်တော်လည်းပါသွားတာပေါ့လေတကယ်တမ်းပြိုင်တော့ကျွန်တော်တို့မြင်းကရှုံးလိုက်တာအပြက်အသက်ပါပဲကျွန်တော်ရွှေရင်းကအတော်များများအဲ့ဒီထဲပါသွားတယ်သူပေးလိုက်တဲ့ပတ်စံသူသားဖြုံးတီးပုံနားထောင်ပြီးအဖေကရဲနေတယ်နူမာစာကဆက်ပြောတယ်ဒီလူတွေကျွန်တော်ကိုတေးသေးချာချာအကွက်ချပြီးလိန်သွားတဲ့အကြောင်းနောက်ကြတော့မှကျွန်တော်သိတယ်သူတို့ကဒီလိုပဲခရီးသွားအုပ်စုတွေနဲ့ရောလိုက်ပြီးအချင်းဖမ်းမဲ့လူရှာနေကြကိုနင်းနီးဘေးကတထေးဆိုတာကသူတို့ပါတနာသူတို့နဲ့ဝေးစားမျှစားအဲ့ဒီတချီခံလိုက်ရပြီးတဲ့နောက်ကျွန်တော်သင်ခန်းစာတစ်ခုရတယ်လူတွေကိုသတိထားရမယ်အရန်ယုံလို့မဖြစ်ဘူးဒီလိုပေါ့လေဒါပေမဲ့သင်ခန်းစာကဓာတ်နဲ့နေမလုံလောက်သေးဘူးနောက်ထပ်ခါးသီးတဲ့သင်ခန်းစာတစ်ခုများမကြခင်ကျွန်တော်ထပ်ရတယ်အဲ့ဒီခရီးသွားအုပ်စုမှာပဲနောက်ထပ်လူငယ်တစ်ယောက်ပါလာသေးတယ်သူနဲ့လည်းကျွန်တော်ရင်းနှီးခင်မင်သွားတယ်ဒီလူငယ်ကလည်းကျွန်တော်လိုချမ်းသာတဲ့မိဘကမွေးတာပါပဲနင်းနီးဘေးမှာလုပ်ငန်းကိုင်ငန်းလုပ်ဖို့အကွက်အကွင်းလာကြည့်တာလို့ဆိုတယ်နင်းနီးဘေးကိုရောက်ပြီးများမကြခင်မှာသူကကျွန်တော်စီလာပြီးမြို့ရဲကကုံတဲ့တယောက်ကွဲလွန်းလို့စိုင်တဆိုင်ကုန်ပစ္စည်းအပြည့်နဲ့ကြံရစ်တဲ့အကြောင်းဆိုင်ကဝဲသူတော်များတဲ့ဆိုင်မို့လို့တန်မိုးရှိတဲ့အကြောင်းအခုအဲ့ဒီဆိုင်ကိုဈေးချိုချောင်ရနိုင်တဲ့အနေအထားရှိတဲ့အကြောင်းပြောပြီးသူနဲ့ကျွန်တော်စက်တူလောက်ကြဖို့အဖော်ညှိတယ်အဲ့ဒီနောက်ဒီဆိုင်လက်လွတ်မသွားအောင်လောဆယ်ကျွန်တော်စီမှာရှိတဲ့ငွေနဲ့ယူထားဖို့သူ့ဝေစုအတွက်တော့လောဆယ်သူ့လက်ထဲပတ်စံများမရှိဘူးဘေဘီလုံးပြန်ပြီးအိမ်ကပတ်စံယူမယ်သူ့ငွေကိုတော့ဆိုင်တိုးချက်ဖို့ကုန်ပစ္စည်းသစ်တွေထပ်ဝယ်ဖို့ဘက်မှာသုံးမယ်ဆိုပြီးကျွန်တော်တို့သဘောတူထားလိုက်ကြတယ်ဒါပေမဲ့ကိုလူကဘေဘီလုံးကိုပြန်ဖို့ကိုနေ့ရွှေညရွှေနဲ့ချိန်ဆွဲနေတယ်ဒီကာလအတွင်းမှာပဲသူ့အကြောင်းကျွန်တော်သဘောပေါက်လာတယ်သူကအတော့ဖြုံကြီးတဲ့လူအယောင်ဝယ်လဲနားလေတာမဟုတ်ဘူးအဲ့ဒါနဲ့နောက်ဆုံးကြတော့ဒီလူကိုခွာထုတ်လိုက်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်ဆိုင်မှာကရောင်းမစွန်တဲ့ပစ္စည်းတချို့ပဲကျန်တော့တယ်ပစ္စည်းတစ်တင်မို့လဲငွေချင်းမရှိတော့ဘူးဆိုင်ကိုကျွန်တော် Israel တယောက်လက်ထဲနှစ်ပြားတစ်ပဲနဲ့ထိုးပေးလိုက်ရတယ်နောက်ပိုင်းကတော့ကျွန်တော်ဘဝမှာတကယ်ကိုကြမ်းတမ်းခက်ထရောတဲ့ကာလတွေပေါ့ထမင်းတလုံးအတွက်အလုပ်ရှာရပြီဒါပေမဲ့ပ
ဘာလုံငယ်ပညာမှတတ်မှတ်ထားတော့အလုပ်တစ်ခုမရနိုင်ဘူးအဲ့ဒါနဲ့ပထမဆုံးမြင်းတွေချရောက်နောက်တော့တဦးတည်းသောကျုံယုံတော်ကိုပါရောင်းလိုက်ရတယ်အဲ့ဒီနောက်တော့အဝေစားတွေပါချရောင်းပေါ့တနေ့ထက်တနေ့ထမင်းစားဖို့အိတ်ဆရာတနေရာရဖို့ဟာခက်ခဲတဲ့ခက်ခဲလာတယ်ဒါပေမဲ့ခါးသီးတဲ့ဒီကာလအတွင်းမှာပဲအဖေစကားတွေကျွန်တော်ပြန်ကြားရအောင်လာတယ်အဖေကျွန်တော်ကိုလူလောကကြီးတဲ့ကိုအားကိုရက်တည်နိုင်အောင်စူးစမ်းဖို့လွတ်လိုက်တာပဲဆိုတာစဉ်းစားမိပြီအဖေမျောမှန်းတဲ့အတိုင်းဖြစ်အောင်စူးစမ်းမယ်လို့ကျွန်တော်တန်ထိတ်ထန်ချခဲ့တယ်ဒီစကားတွေသူပြောနေတဲ့အချိန်အမေလို့သူကတော့မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးငိုနေပြီအာခက်ကတော့သူ့သားစကားကိုအာယုံစူးစိုက်လျက်ပဲအဖေပေးလိုက်တဲ့အဖိုးတန်စာချုပ်ကိုလည်းအဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်ကြမှကျွန်တော်သတိရပြီးတေးသေးချာချာပြန်ဖတ်မိတယ်ဒီလိုဖတ်မိကမှငါဒီစာကိုစောစောမဖတ်မိလေခြင်းလို့နောင်တရပြီးဆုံးရှုံးခဲ့တဲ့ကျွန်တော်ရွှေရင်းကားတွေကိုနှမျောမိတယ်နှမျောလေပြန်ဖတ်လေနဲ့နောက်ပိုင်းကျတော့ဒီစာကိုကျွန်တော်အလွတ်ရခဲ့တယ်ဒီစာမှာပါတဲ့အချက်တွေဟာအတွေ့အကြုံကြီးမားတဲ့လူကြီးသူမများရဲ့အမျှော်အမြင်စကားတွေပဲအခုရောက်နေကြတဲ့ပုံကိုယ်တွေအားလုံးကြားနာကြရအောင်ကျွန်တော်ဖတ်ပြပါမယ်ဒဏဥပရိသ9ရက်ဒဏဥစ္စာဟူသည်မိမိရရှိသောဝင်ငွေ၏10ပုံတစ်ပုံထက်မနည်းသောငွေကိုမိမိနှင့်မိသားစု၏အနာဂတ်အတွက်ချမ်းလက်သိမ်းဆည်းတတ်သူထံသို့သာဝမ်းမြောက်ပြူငါစွာရောက်ရှိလာတဲ့မြဲဖြစ်သည်နှင့်ဒဏဥစ္စာဟူသည်ရင်းအားအကျိုးဖြစ်အောင်ခိုင်းစေတတ်သောသူအတွက်ကျိုးလွန်ကျေနပ်စွာအားထုတ်လုပ်ကင်ပေးစမြဲဖြစ်၍ထိုသူ၏လက်၌တိုးအုံနွားအုံများတစ်ဖွဲအစာတိုးပွားများပြားလာတတ်သောသဘောရှိပေသည်၃ဒဏဥစ္စာဟူသည်ရင်းအားဂယုတဆိုင်ရင်းနှီးမြုပ်နှံမှုပြုသူကျွမ်းကျင်လိမ္မာသောသူတို့၏အကြံဉာဏ်ကိုယာယူလောက်ကင်သူများထံ၌သာတွေ့ကက်ခိုလုံနေတတ်ကြသည်၄ဒဏဥစ္စာဟူသည်မိမိလည်းမကျွမ်းကျင်သူတို့လည်းအာမပေးသောအလုံးမျိုးတွင်ရင်းနှီးမြုပ်နှံသောသူတို့ထံမှရှော့ကျပြောက်ွယ်သွားတဲ့စမြဲဖြစ်သည်၅ဒဏဥစ္စာဟူသည်ရင်းမှလွန်ကဲလာသောအမျက်အစွန်းမျိုးကိုမျှော်မှန်းသူများလူလေလူညာတို့၏ဖျားယောက်သွေးဆောင်မှုနောက်လိုက်ပါနားယောင်တတ်သူများအတွေ့အကြုံနှဲပါကစိတ်ကူးရည်ရင်ဖြင့်မစင်မခြင်းရင်းနှီးမြုပ်နှံမှုပြုသူများထံမှရှောင်ခွာထွက်ပြေးသွားတဲ့စမြဲဖြစ်သည်ဒါတွေကလွန်ခဲ့တဲ့10နှစ်ကာလကျွန်တော်အိမ်ကထွက်ခွာခြင်းအချိန်မှာအဖေပေးလိုက်တဲ့ဩဝါဒစာချက်ထဲမှာဖော်ပြပါရှိတဲ့ဒဏဥပရိသ9ရက်ပါပဲဒီလမ်းညွန်စာဟာသူနဲ့အတူအဖေပေးခဲ့တဲ့ရွှေရင်းကားထုတ်ထက်ပိုပြီးအဖိုးတန်ခဲ့တယ်လို့ကျွန်တော်ဆိုလိုက်ချင်ပါတယ်ဘာကြောင့်ဒီလိုဆိုရတယ်လဲထင်ရှားအောင်ကျွန်တော်ဇလန်းကိုကျွန်တော်ဆက်ပြောပါမယ်အဲ့ဒီနောက်နိုမာစာကသူ့အဖေပဲမျက်နှာမူပြီးဆက်ပြောပြန်တယ်အတွေ့အကြုံနဲ့အသိဉာဏ်အမျှော်အမြင်နေခဲ့တဲ့အတွက်ကျွန်တော်ဆင်းရဲဒုက္ခရောက်ခဲ့ရတဲ့အကြောင်းပြောပြီးပါပြီဒါပေမဲ့ကံကြမ္မာဆိုးဆိုတာလဲအချိန်တန်တော့အဆုံးသက်ရစမြဲပါကျွန်တော်အလုပ်တစ်ခုရလာပါတယ်နင်းနီးဘေးမြို့တော်ရဲ့အပြင်မြို့ရိုးတစ်တိဆောက်တဲ့နေရာမှာကျွန်းလုံသားတစုကိုကြီးကြပ်ခိုင်းစေပေးရတဲ့အလုပ်ပါဒီအချိန်မှာတော့အဖေပေးလိုက်တဲ့ဒဏဥပရိသအမှတ်1ကိုတည်ထားပြီးဖြစ်လေတော့ကျွန်တော်ပထမဆုံးလောက်ခငွေတွေကကျင်းနီပြားတပြားစပြီးစုပါတယ်အဲ့ဒီနောက်အခွင့်သားတိုင်းဒီစုငွေမှာထပ်ပြီးဖြည့်တင်းတဲ့အခါငွေရင်းကားတပြားစုမိလာပါတယ်အဲ့ဒီလောက်အထိဖြစ်ဖို့ဟာအချိန်အတော်ကြီးကြာပါတယ်ဘာကြောင့်လဲဆိုတော့ထမင်းစားဖို့ကလည်းလိုသေးတာကိုဒါပေမဲ့10နှစ်ပြည့်လို့အိမ်ပြန်ရင်အ ਨੇ ဆုံးအဖေပေးလိုက်တဲ့ရွှေရုပ်လောက်တော့ပြန်ပါမှဖြစ်မယ်လို့စိတ်ထဲပြဋ္ဌာန်းထားတာဆိုတော့ကျွန်တော်ပတ်စံကိုတက်နိုင်သမျှစစ်စစ်ကုတ်ကုတ်သုံးဆွဲပါတယ်တနေ့မှာတော့ကျွန်တော်တို့အလုပ်ခွင်အကြီးအကဲလုပ်သူကကျွန်တော်ကိုပြောတယ်သူနဲ့ကျွန်တော်အတော်လဲရင်းနှီးနေကြပြီသူကနိုမာစာမင်းဟာလူငယ်တယောက်ဖြစ်ပေမဲ့အတုံးအဆွဲအင်မတန်ကြစ်လက်တဲ့ကူလောက်ဆိုတော့မင်းမှာအတော်အတန်ဆူပြီးဆောင်ပြီးရှီရောပေါ့တဲ့သူကမေးတယ်ဟုတ်ပါတယ်ကျွန်တော်မှအဖေပေးလိုက်တဲ့ငွေတွေအချီးအနှီးဖြုံတီးပြမိလို့အခုအဲ့ဒါပြန်ပြည့်အောင်စူးစမ်းဖြစ်နေရတယ်လို့ဖြေတော့သူကအေးကောင်းပါတယ်ကွာတဲ့ဒါပေမဲ့ပ
ပတ်စံဆိုတာဒီအတိုင်းသိမ်းထားတာထက်သူ့ကိုခိုင်းစီရင်အကျိုးအမြတ်ရှိလာနိုင်တယ်စူထားတာထက်ပိုတိုးပွားလာနိုင်တယ်မဟုတ်လားတဲ့သူကဆိုတော့ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်မှရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးအတော်ခါးသီးတဲ့အတွေ့အကြုံလေးတွေရှိနေတော့အခုကိုယ့်ဘာသာရှာဖွေစုဆောင်းထားတာလေးကိုစမ်းကြည့်ရမှတိတ်ကြောက်နေတယ်ဒီအခါသူကဆိုတယ်မင်းငါ့ကိုယုံကြည်ရင်တော့ငါနဲ့အတူလုပ်ကြည့်ပါငွေကိုအကျိုးရှိအောင်ရင်းနှီးမြှုပ်နှံပုံအတွေ့အကြုံတစ်ခုမင်းရသွားမှာပါတဲ့မျိုးရိုးကြီးပြီးစီးသွားလိမ့်မယ်မျိုးရိုးပြီးရင်ဂိတ်ပေါက်တွေမှာတကားကြီးတွေတက်ရမယ်တကားတွေလှုပ်ဖို့အတွက်ကျေးဝါတက်ထုတွေအများအများလိုလာမယ်နင်းနီးဘေးမျိုးမှာကျေးဝါအဲ့ဒီလောက်များများဆဆမရှိဘူးအဲ့ဒီတော့ငါအကြံစီကတို့လူတွေကိုရှိတဲ့ပတ်စံစုပြီးကျေးနီတွင်တန်ဖြူရင်းတွေစီသွားဝယ်ထားရင်မျိုးတကားတွေလှုပ်တော့လို့ဘရင်မင်းမြတ်အမိန့်တော်ချမှတ်တဲ့အချိန်ကြတော့တက်ထုကတို့စီမှာပဲရှိတာတို့ကြိုက်စေးခေါ်ပြီးရောင်းလို့ရမယ်အကယ်၍အကြောင်းကြောင့်ရှင်ဘရင်စီမသွင်းရတော့အပြင်မှာတင်းတင်းနဲ့အမြန်အစွန်းနဲ့တော့ရောင်းလို့ရတာပါပဲတဲ့သူစကားကိုကျွန်တော်အလေးအနက်စဉ်းစားတယ်ဒါအခွင့်အရေးပဲဒါဟာဥပဒေသားအမှတ်3နဲ့လဲညီညွတ်တယ်ကိုယ့်ရဲ့စုဆောင်းငွေကိုနားလေတက်ကျွမ်းသူနဲ့ပူးတွဲပြီးရင်းနှီးမြှုပ်နှံတာပဲဒါလုံးတင်တယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်အဲ့ဒီအတွက်ကျွန်တော်စိတ်မပြတ်ခဲ့ရပါဘူးကျွန်တော်တို့စုပေါင်းလုပ်ငန်းအစီအစဉ်အောင်မြင်သွားခဲ့တယ်ဒီအလုပ်ကြောင့်ကျွန်တော်ငွေထုတ်သေးသေးလေးဟာငွေထုတ်ကြီးကြီးတစ်ခုဖြစ်လာခဲ့တယ်နောက်ပိုင်းသူတို့လူစုထဲမှာကျွန်တော်အမြဲတမ်းအဖွဲ့ဝင်တစ်ယောက်ဖြစ်လာတယ်တခြားလုပ်ငန်းတွေမှာလည်းပူးတွဲလုပ်ခဲ့တယ်ဒီလူစုကလုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်အင်မတန်စိတ်သက်သေချာတဲ့လူတွေပဲတယောက်ကအစီအစဉ်တစ်ခုတင်လာရင်အဲ့ဒါကိုအသေးစိတ်ဝိုင်းပြီးဆွေးနွေးသုံးသပ်ကြတယ်မတော်တဆရှုံးကျင်လဲရှုံးသွားနိုင်တယ်ဆိုတဲ့အလုံးမျိုးကိုဘယ်တော့မှမလုပ်ဘူးတော်တော်နဲ့အကျိုးအမြတ်ပေါ်မှာမဟုတ်ဘူးငွေရင်းကအကြာကြီးမြုပ်နေမှာဆိုတဲ့အလုံးမျိုးကိုလည်းရှောင်တယ်မြင်းပြိုင်ပွဲဝင်လောင်းတာတို့ပတ်စံမပါတဲ့ဟိုချတိတ်နဲ့ဈေးဆိုင်ဆက်တူဝယ်တာတို့လူဟာမျိုးတွေကသူတို့တစ်ခါတလေရောင်းမားစဉ်းစားတဲ့အထဲတောင်မပါဘူးဒီပုံကိုယ်တွေနဲ့ပေါင်းသိမိတဲ့အတွက်ကျွန်တော်လုပ်ငန်းလုပ်တက်လာတယ်ငွေကိုအကျိုးအမြတ်ရှိအောင်ဘလို့ရင်းနှီးမြှုပ်နှံရတယ်ဆိုတာသိလာတယ်နောက်ပိုင်းနှစ်ကာလတွေအတွင်းမှာတော့ကျွန်တော်ငွေရင်းဟာပိုပြီးလျင်မြန်တဲ့နှုံးထားတွေနဲ့တိုးပွားလာခဲ့တယ်အရင်ဆုံးရှုံးခဲ့သမျှကိုပြန်ရရုံမကအဲ့ဒီထက်အများကြီးပိုပြီးစုဆောင်းမိလာတယ်ဒုက္ခတွေအခက်အခဲတွေအောင်မြင်မှုတွေစတဲ့အနေအထားမျိုးစုံနဲ့ကြုံရစဉ်ကာလတစ်လျှောက်လုံးမှာအဖေရဲ့ဒဏဥပဒေသား9ရက်ကိုကျွန်တော်ချိန်ထိုးအကဲဖြတ်ခဲ့တယ်တစ်ချိန်တစ်ခါမှဒီဥပဒေသားတွေဟာလက်တွေ့နဲ့ကွာဟတယ်လွဲမှားတိန်ချော်တယ်လို့မရှိခဲ့ဘူးဒီဥပဒေသားတွေကိုတီးနားလေခြင်းမရှိတဲ့ပုံကိုစီကိုဒဏဥစ္စာတွေရောက်လာခဲ့တယ်အကယ်၍ရောက်ခဲ့ရင်လည်းကြာရှည်မနေအလင်းအမြန်ထွက်ခွာပြေးတယ်ဒီဥပဒေသား9ရက်အတိုင်းလိုက်နာကျင့်သုံးတတ်တဲ့ပုံကိုယ်တွေစီကိုတော့ဒဏဥစ္စာတွေချောမွေလွယ်ကူစွာရောက်လာတဲ့ကြတယ်သူတို့အတွက်တစ္ဆာရှိကျွံယုံတော်များအဖြစ်လဲအလုပ်အကျွေးပြုတဲ့ကြတယ်အဲ့ဒီလိုပြောပြီးတဲ့နောက်နိုမာစာကခမ်းမာကြီးထောင်းတနေရာကစောင့်ကြည့်နေတဲ့သူကျွံယုံတော်တယောက်စီကိုလှမ်းပြီးအချက်ပြလိုက်တယ်ကျွံယုံတော်ကအတော်လေးလံတဲ့တရေအိတ်3လုံးကိုမာပြီးယူလာတယ်နိုမာစာကအိတ်တစ်လုံးကိုယူပြီးသူ့အဖေရှေ့ကျမ်းမြေပေါ်မှာချရင်ကျွန်တော်အိမ်ကထွက်တော့အဖေရွှေအိတ်တဲ့အိတ်ပေးလိုက်ပါတယ်ဘေဘီလုံးရွှေပါကျွန်တော်အခုအဲ့ဒီရွှေနဲ့အလေးချိန်ချင်းတူညီတဲ့နင်းနီးပဲရွှေကိုပြန်ပေးပါတယ်နောက်တစ်ခုကအဖေကျွန်တော်ကိုအဖေရဲ့ဉာဏ်ပညာအမျှော်အမြင်တွေအနစ်ချုပ်ထုတ်ပြီးရေးထားတဲ့ရှင်စည်းစာချက်တစ်ချက်ပေးလိုက်ပါတယ်အဲ့ဒီအတွက်ကျွန်တော်စောစောကရွှေအိတ်နဲ့အလေးချိန်ချင်းတူညီတဲ့ရွှေအိတ်2အိတ်ပြန်ပေးပါတယ်ဒီလိုပြောပြီးကျွံယုံတော်စီကရွှေအိတ်2အိတ်ကိုယူပြီးသူ့အဖေရှေ့မှာချတယ်ဒီလိုပေးရခြင်းအကြောင်းကအဖေရဲ့ဉာဏ်အမျှော်အမြင်ကိုအဖေရွှေတို့ထက်ကျွန်တော်တန်ဖိုးထားတဲ့အကြောင်းသိစေချင်လို့ပါတကယ်တော့ဉာဏ်ပညာအမျှော်အမြင်ဆိုတာရွှေနဲ့တိုင်းတာချိန်ဆက်လို့မရပါဘူးဉာဏ်မရှိတဲ့လူလက်ထဲရွှေဘက်နဲ့အိတ်ရောက်သွားခဏနဲ့ကုန်သွားမှာပါပဲဉာဏ်ပညာရှိတဲ့လူကတော့ရွှေလိုချင်ရင်အချိန်မီရရယူနိုင်စမြဲပါကျွန်တော်အခုဒီရှင်းမှာလာချတဲ့ရွှေအိတ်3အိတ်ဟာတက်သေးပါပဲအဖေပေးခဲ့တဲ့ဉာဏ်အမျှော်အမြင်ကြောင့်
ဒီကနေ့ကျွန်တော်ကိုရုကိုချွန်ကြီးပွားအောင်မြင်ခဲ့ပါပြီလူအများကြားလေးစားသိမှတ်ခံရသူတဦးလည်းဖြစ်ခဲ့ပါပြီအခုလိုကျွန်တော်ဘဝဇလန်းကိုအများရှိမှရက်ပြီးရဲရဲဝံ့ဝံ့ပြောဆိုနိုင်တဲ့အခြေအနေမျိုးရအောင်ကြိုးပမ်းနိုင်ခဲ့တဲ့အတွက်ကျွန်တော်အတိုင်းမသိဝမ်းမြောက်ကျေနပ်မိရပါတယ်ဒီအခါအဖေအားခက်ဟာသူ့နေရာကထားပြီးနူမာစားရဲ့ခေါင်းကိုကျင်ကျင်နာနာနဲ့ပုတ်တက်တဲ့ငါသာမင်းဟာဘဝသင်ခန်းစာတွေအလုံးကျင်ညက်ခဲ့ပြီပဲအဖေတိတ်ဝမ်းသာတယ်အဖေရဲ့အမွေနှစ်တွေကိုစိတ်ချလက်ချလွှဲအပ်နိုင်မယ်တားတယောက်ရတာအဖေတိတ်ကံကောင်းတာပဲလို့အာပါတရပြောလိုက်တယ်ခါလဘက်ကပုံမြင်ကိုတီမာပင်အဆုံးသက်ပြီးသူ့ပရိသတ်ကိုအကဲခတ်ကြည့်လိုက်သည်ကဲဒီဇက်လက်နားထောင်ပြီးမင်းတို့မှာဘလို့စိတ်ကူးတွေပေါ်ပေါက်လာတယ်လဲဘလို့ခံစားမှုတွေဖြစ်ပေါ်တယ်လဲခါလဘက်ကမေးသည်မင်းတို့အထဲမှာကို့အဖေရှိဒါမှမဟုတ်ရောက်ခမရှိမှကို့ငွေကြေးရှာဖွေသုံးစွဲမှုနဲ့ပတ်သက်လို့ရဲရဲဝံ့ဝံ့ဖွင့်ဟပြောဆိုနိုင်တဲ့သူဘယ်နှစ်ယောက်ရှိသလဲကျွန်တော်လည်းနေရအနှံ့သွားလာရှာဖွေတော့ရွှေစားငွေစားရပါတယ်ဒါပေမဲ့လက်ထက်အဖက်မတင်ဘူးရတဲ့ငွေအချို့တော့လိမ့်လိမ့်မာမာသုံးဖြစ်ပါတယ်ဒါပေမဲ့မစင်မကျင်သုံးမိတာတွေကပိုများပါတယ်ဆိုတာမျိုးတွားပြောတော့သူတို့ကဘလို့မှတ်ချက်ချမလဲမင်းတို့စိတ်ထဲမှာတချို့လူတွေချမ်းသာပြီးတချို့လူတွေအမြဲမွဲတေနေတာကံကြမ္မာကမျက်နှာလိုက်တဲ့အတွက်ကြောင့်လို့ယူဆနေကြသေးသလားအဲ့ဒါဆိုရင်တော့မင်းတို့မှားနေပြီချမ်းသာသွားကြတဲ့လူတွေဟာစောစောကပြောခဲ့တဲ့ဒနာဥပဒေသားတွေကိုသိရှိပြီးအဲ့ဒီအတိုင်းလိုက်နာကျင့်ကြံကြသူတွေပဲငါဆိုရင်လဲထိုးနီး၎င်းမယ်ဒီဥပဒေသား9ရက်ကိုငငယ်ကလေးကကြားဘူးပြီးအဲ့ဒီအတိုင်းလိုက်လို့လို့အခုလိုကုံတယ်ကြီးတယောက်ဖြစ်လာတာကုသိုလ်ကံကောင်းလို့ရွှေတို့ကောက်ရပြီးချမ်းသာလာတာမဟုတ်ဘူးကောက်ရတဲ့ပတ်စံလို့အလွယ်တကူဝင်လာတဲ့ဟာမျိုးဟာအလွယ်တကူပဲပြန်ထွက်တယ်ကြာခန်းတဲ့ဒနာဥစ္စာပိုင်ရှင်ကိုစိတ်ချမ်းသာမှုကျေနပ်မှုကြာရှည်ပေးတဲ့ဥစ္စာဆိုတာတဖြည်းဖြည်းချင်းစုဝေးလာတတ်တဲ့အရာမျိုးထက်သန်ဆွဲမြဲတဲ့ရည်မှန်းချက်ရှိသူဒနာဥစ္စာရှာဖွေရေးနဲ့ပတ်သက်တဲ့ဉာဏ်အမျှော်အမြင်ရှိသူများသာရေရှည်တည်တတ်တဲ့ဒနာဥစ္စာဒုတစ်ခုစူးစီးရရှိနိုင်တယ်အဲ့ဒါကြောင့်မင်းတို့အနေနဲ့ဒနာဥစ္စာကြွားခြင်းနဲ့ဆိုရင်ဆိုခဲ့တဲ့ဒနာဥပဒေသား9ရက်ကိုတည်တည်ချာချာသုံးသပ်လိုက်နာပါမင်းတို့အတွက်အကျိုးထူးလိမ့်မယ်လို့ငါပြောချင်တယ်ငါအဖို့ကတော့ဒီဥပဒေသားတွေကိုငယ်စဉ်ကတည်းကအကြိမ်ကြိမ်အဖန်ဖန်ဖတ်ခဲ့လို့အလို့ရနေပြီဒီဥပဒေသားတစ်ခုချင်းမှာလေးနဲ့တဲ့အဓိပ္ပာယ်ကိုစီရှိတယ်အပေါ်ရန်ရှက်ပြီးမမှတ်စီခြင်းမူတစ်ခုချင်းကိုငါရှင်းပြမယ်ပထမဥပဒေသားဒနာဥစ္စာဟူသည်မိမိရရှိသောဝင်ငွေ၏10ပုံတစ်ပုံထက်မနည်းသောငွေကိုမိမိနှင့်မိမိမိသားစု၏အနာဂတ်အတွက်ချမ်းလက်သိမ်းဆည်းတတ်သူထံသို့သာဝမ်းမြောက်ပြူငါစွာရောက်ရှိလာတဲ့မြဲဖြစ်သည်တဲ့ကိုရရှိတဲ့ဝင်ငွေရဲ့10ပုံတစ်ပုံစီအမြဲဖဲ့ပြီးစုဆောင်းမယ်အတန်အသင့်စုမိတဲ့အချိန်ကစပြီးဒီငွေကိုလိမ့်လိမ့်မာမာရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင်ဘယ်သူမဆိုသူ့အတိုင်းတာလျောက်ကြီးမားတဲ့ဒနာအစုဝေးတစ်ခုရရှိလာမှာပဲနောက်ကြတော့ဒီဒနာကသူ့အတွက်မသိငယ်တဲ့ပုံမှန်ဝင်ငွေတစ်ခုဖန်တီးပေးလာမယ်မတော်တဆကွယ်လွန်သွားခဲ့ရင်တော့မှကြံရစ်သူမိသားစုအတွက်ငွေကြေးအရာလုံခြုံမှုရှိသွားမယ်အဲ့ဒီလိုစုဆောင်းတတ်တဲ့လူမျိုးစီကိုဒနာဥစ္စာတွေဝမ်းမြောက်ဝမ်းသာရောက်လာတတ်တယ်လို့ဥပဒေသားထဲမှာဆိုထားတယ်ဒါလည်းအမှန်ပဲငါကိုတွေ့ပဲပတ်စံကများများရလေနောက်ထပ်ဒီထက်မကပို့ပြီးလိုက်လာလေပဲဘာကြောင့်လဲဆိုတော့ငကိုမူလရနေတဲ့ဝင်ငွေအပြင်စုဆောင်းထားတာတွေရင်းနှီးမြှုပ်နှံရကလည်းဝင်ငွေတွေကထပ်ပြီးစင်ပွားတိုးလာနဲ့စင်ကဲဖြစ်လာတာကိုပထမဥပဒေသားကလက်တွေ့ဘဝမှာအဲ့ဒီပုံစံနဲ့ဖြစ်ပေါ်နေတာဒုတိယဥပဒေသားဒနာဥစ္စာဟူသည်ရင်းအားအကျိုးဖြစ်အောင်ခိုင်းစေတတ်သောသူအတွက်ကျိုးနွန်ကျင်နှက်စွာအားထုတ်လောက်ကင်ပေးစမြဲဖြစ်၍ထိုသူ၏လက်၌သို့အုံနွားအောင်များတစ်ဖွဲအစာတိုးပွားများလာတတ်သောသဘောရှိပေသည်ငွေဆိုတာတကယ်ကိုဆရာထက်တဲ့အလုပ်သမားတစ်ယောက်ပဲကွသူကအခွင့်အရေးပေးတာနဲ့အစာတိုးပွားဖို့အသင်ချောင်းနေတာလူတယောက်မှရင်းနှီးလောက်ကင်ဖို့ငွေကြေးတစ်စုံတရာတည်တံ့ရှိနေပြီဆိုတာနဲ့တပြိုင်နက်သူ့အတွက်အကျိုးအမြတ်အများဆုံးရအောင်အသုံးပြုနိုင်မဲ့အခွင့်အလမ်းဟာအလိုလိုပေါ်လာတာပဲလ
လိမ္မာစွာသာရင်းနှီးမြှုပ်နှံမှုပြုမယ်ဆိုရင်ဒီငွေတွေဟာနှစ်ကာလအတော်တန်ကြာတဲ့အချိန်တွင်းမှာအံ့ဩစရာကောင်းလာအောင်တိုးပွားလာလိမ့်မယ်တတိယဥပဒေသာဓနဥစ္စာဟူသည်ယင်းအားဂယုတဆယင်းနှီးမြှုပ်နှံမှုပြုသူကျွမ်းကျင်လိမ္မာသောသူတို့၏အကြံဉာဏ်ကိုရယူလောက်ကင်သူများထံ၌သာတွေ့ကက်ခိုလုံနေတတ်ကြသည်ငွေဆိုတာဂယုမဆိုင်တဲ့ပိုင်ရှင်စီကထွက်ပြေးပြီးတန်မိုးထားတဲ့သူစီမှာတွေ့ကက်နေတတ်တာတဘာဝပဲရင်းနှီးမြှုပ်နှံမရမှာလဲလုပ်ငန်းအတွေ့အကြုံရှိသူနားလေတက်သည့်သူတွေစီကအကြံဉာဏ်ရယူပြီးအလုပ်လုပ်တဲ့အခါအရင်းအနှီးပျက်စီးရတာမျိုးမရှိဘူးဆုံးရှုံးမှာကိုတွေးပူနေစရာမလိုပဲအကျိုးအမြတ်မှန်မှန်ကြီးတိုးပွားလာမှုကိုသာကြည်ကြည်နက်နက်ခံစားရလိမ့်မယ်စရုထဥပရိဒဓနဥစ္စာဟူသည်မိမိလည်းမကျွမ်းကျင်ကြမ်းကျင်သူတို့လည်းအားမပေးသောအလုံးမျိုးတွင်ရင်းနှီးမြှုပ်နှံသောသူတို့ထံမှရှော့ကြပျောက်ကွယ်သွားတဲ့စမြဲဖြစ်သည်တချို့လူတွေမှာတနည်းနည်းနဲ့ငွေကြေးဥစ္စာရလာခဲ့တယ်ဒါပေမဲ့ဒီငွေကိုမကင်တွေ့တတ်ဘူးစနစ်တကျမသုံးဆွဲတတ်ဘူးဒါပေမဲ့သူတို့စိတ်မှာဒီငွေနဲ့ရင်းနှီးလောက်ကင်လိုက်ရရင်အကြီးအကျယ်စီးပွားဖြစ်ထွန်းမှလို့မြင်နေတာမျိုးတွေအများကြီးရှိနေတတ်တယ်နားလေတဲ့လူအမြင်မှာအကျိုးအမြတ်သိမ့်မရှိနိုင်ဘူးဆုံးရှုံးနိုင်တဲ့အန်ဒီရဲ့ကြီးမားတယ်ဆိုတဲ့အလုံးမျိုးတွေကိုသူတို့သွားမျက်စိကျနေတတ်တယ်ဒီလူတွေဟာအတွေ့အကြုံလည်းမရှိနားလည်းမလဲပဲနဲ့လုပ်ငန်းတွေရန်တမ်းလုပ်တဲ့အခါကျတော့ဆုံးဖြတ်ချက်မှားယွင်းမှုဒဏ်ကိုငွေပေးပြီးခံရတယ်ဒါကြောင့်မို့စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့လူတွေကတက်ကြွတဲ့လူအတွေ့အကြုံရှိတဲ့လူတွေစီကအကြံဉာဏ်ယူပြီးအလုပ်လုပ်ကြတာပြင်စမဥပရိဒဓနဥစ္စာဟူသည်ရင်းမှလွန်ကဲလာသောအမြတ်အစွန်းမျိုးကိုညှော်မှန်းသူများလူလိမ်လူညာတို့၏ဖျားယောင်းသွေးဆောင်မှုနောက်လိုက်ပါနားယောင်တတ်သူများအတွေ့အကြုံနှဲပါကစိတ်ကူးရင်ဖြင့်မစင်မကျင်ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှရှောင်ခွာထွက်ပြေးသွားတဲ့စမြစ်ဖြစ်သည်ဝီရုပ်ကလေးရစလူများစီကိုအင်မတန်ရင်ခုန်စရာမမောစရာလုပ်ငန်းအကြံအစီတွေဟိုကတီကရောက်လာတဲ့ကြတယ်ဘယ်လုပ်ငန်းနဲ့ဝင်လုပ်လိုက်ရင်တော့သူ့ငွေရုပ်ကလေးဟာအေယာမငွေရုပ်ကြီးဖြစ်သွားမှာတေချာပေါက်ပဲဆိုတဲ့တရေကြစရာအကြံအစီမျိုးတွေပေါ့ဒါပဲမဲ့အဲ့ဓာမျိုးတွေဟာတကယ်လက်တွေ့ကြတော့ဖြစ်မလာကြဘူးဒါတွေမှာတာရင်းနှီးမြှုပ်နှံတဲ့လူဟာဆုံးရှုံးမှုနဲ့သာရင်ဆိုင်ရစမြဲပဲအဲ့ဒါကြောင့်ရုတ်တရက်ထကြီးပွားသွားနိုင်တဲ့ဆိုတဲ့လုပ်ငန်းအကြံစီတိုင်းရဲ့နောက်ွယ်မှာစီးပွားပြတ်သွားနိုင်တဲ့အန်ဒီရယ်တွေအမြဲပုံကိုနေတတ်တယ်ဆိုတာမင်းတို့မှတ်သားကြစေချင်တယ်။နိုမာစာအကြောင်းပြောစဉ်ကသူနဲ့လက်တွဲခဲ့တဲ့နင်းနီးဘေးကစီးပွားရေးသမားတစုအကြောင်းသတိထားမိကြလိမ့်မယ်။ရှုံးနိုင်တဲ့လုပ်ငန်းမျိုးဘယ်တော့မှမလုပ်ဘူး။ငွေမြုပ်နေမဲ့အလုပ်မျိုးကိုတော့ရှောင်နေဆိုတာအဲ့ဒါမှတ်ထား။အဲ့ဒါဟာရေရှည်မှာတေချာပေါအောင်မြင်ကြီးပွားမဲ့ပုံကိုယ်တွေရဲ့လက္ခဏာတစ်ခုပဲဒနာဥပရိဒ9ရဲ့အကြောင်းပုံမြင်ကတော့ဒီလောက်ပါပဲဒီပုံမြင်ကိုမင်းတို့ကိုပြောပြတာဟာ9ရဲ့အောင်မြင်ကြီးပွားမှုတော့ကျတနည်းအားဖြင့်ကြီးပွားချမ်းသာသူတို့ရဲ့လျှို့ဝှက်ချက်ကိုဖွင့်ပြလိုက်တာပဲလျှို့ဝှက်ချက်လို့ဆိုပေမဲ့ဒါတွေဟာတကယ်တော့ဘယ်တကြကမှဖုံးကွယ်တူဝှက်ထားတာမဟုတ်ပါဘူးဖုံးကွယ်ထားလို့လည်းမရဘူးဒါတွေဟာတကယ်လို့ရင်တကယ်ဖြစ်နိုင်တဲ့နီလန်းစဉ်တွေအမှန်တရားတွေဆိုတာသဘောပေါက်ဖို့လိုတယ်အဲ့ဒါမှစင်းရဲမွဲတေတဲ့တနေ့လောက်စာတနေ့ရှာစားရတဲ့တာမန်လူကြီးတွေကထိုးထွက်လာနိုင်လိမ့်မယ်မနေ့ပြန်ဆိုရင်ဒိုးဘေဘီလုံးရွှေမြို့တော်တဲ့ဝင်တော့မယ်ကြည်စံဘဲနိုင်ကွန်းမှာပူဇော်ထားတဲ့ထာဝရမိတော်အလင်းရောင်တောင်လှမ်းမြင်နေရတယ်နေ့ပြန်ကြရင်မင်းတို့အားလုံးဟာအခုခရီးစဉ်တခြားကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့မှုအတွက်ထိုက်တန်တဲ့အခါကျင်းငွေတွေကိုစီကိုငှရကြတော့မယ်ဒီငွေကိုမင်းတို့ဘလို့စီမံခန့်ခွဲကြမလဲဒီကနေ့ကနေနောက်10နှစ်ကြာတဲ့အချိန်မှာဒီငွေနဲ့ပတ်သက်လို့မေးရင်မင်းတို့ဘလို့ဖြေချင်ကြမလဲမင်းတို့တွေကဘသူဘဝမဆိုဒီငွေရဲ့ဒရိတ်ဒေတာကိုနောက်တစ်နေ့အရင်အနှီးပြုဖို့အတွက်သိမ်းဆင်းမယ်အခက်ရဲ့ဒနာဥပဒေသား9ရက်ထဲကအတိုင်းဒနာဥစ္စာကိုတိုးပွားအောင်ပြုမယ်ဆိုရင်တော့နောက်10နှစ်အကြာမှာအဲ့ဒီပုဂ္ဂိုလ်ဟာအခက်ရဲ့သားနိုမာစာနီတူချမ်းသာကြွယ်ဝသူတဦးလူအများကြားလေးစားခံရသူတဦးဖြစ်နေမှာမြေကြီးလက်ခံမလွဲပဲလူရဲ့အမျော်အမြင်ရှိတဲ့လူရက်တွေဟာတသက်တာပတ်လုံးသူ့နောက်တစ်ခေါက်ခေါက်လိုက်ပြီးဖေးမကူညီတယ်
စိတ်ချမ်းသာမှုပေးတယ်အလားတူပဲမှားယွင်းတဲ့လုပ်ရက်အမျောမြင်နေတဲ့လုပ်ရက်တွေဟာလည်းအဲ့ဒီလူနောက်တကောက်ကောက်လိုက်ပြီးနှိပ်စက်တယ်နှောက်ယှက်ဖြစ်စည်းတယ်နှစ်ပေါင်းများစွာကြာသည့်တိုင်ဒါတွေကိုမေ့ပြောက်လို့မရနိုင်ဘူးနှစ်ရှည်လာများလူကိုနှိပ်စက်တတ်တဲ့အရာများထဲမှာကိုယ်စီဆက်ဆိုင်မြတ်မြတ်ရောက်လာပါလျက်ကိုမယူလိုက်မိလို့လက်လွတ်ခဲ့ရတဲ့အခွင့်အရေးတွေအတွက်နှမျောတတဖြစ်ရတဲ့စိတ်ဟာအဆိုးဝါးဆုံးပဲဘေဘီလုံဟာဒနာဥစ္စာအလွန်ကျွယ်ဝတဲ့မြို့ပါဘေဘီလုံရဲ့ဒနာကိုရွှေရင်းကားပမာနဲ့တိုင်းတာတွက်ချက်ပြဖို့တော့မဖြစ်နိုင်တဲ့လောက်ခက်တယ်တစ်နှစ်ထက်တစ်နှစ်ဘေဘီလုံဟာကြီးပွားတဲ့ကြီးပွားလာနေတယ်ဘေဘီလုံရဲ့ဒနာဟာကြီးပွားချမ်းသာလို့သူညီမဲချက်ရှိသူတိုင်းကိုသူ့ဆွဲအားရှိသလောက်ယူငင်ဖို့လမ်းဖွင့်ပေးထားတဲ့ဒနာတိုက်ကြီးပါပဲအရေးအကြီးဆုံးကအောင်မြင်ကြီးပွားခြင်းနဲ့ဆန္ဒရှိဖို့ပဲထက်တန်ပြင်းပြတဲ့အလိုဆန္ဒဟာမင်းတို့ဘဝကိုပြောင်းလဲပြစ်မဲ့တကိုးဆွဲအားတစ်ခုဖြစ်လာလိမ့်မယ်ဒီတကိုးဆွဲအားနဲ့ဒနာဥပဒေသားတွေကိုတီးတဲ့ဉာဏ်အမျော်အမြင်ပေါင်းဆက်နိုင်မယ်ဆိုရင်ဘေဘီလုံရဲ့ဒနာတိုက်ကြီးတွေကမင်းတို့အတွက်ထိုက်တန်တဲ့ဝေစုကိုစီရကြဖို့တေချာနေပြီလို့ငါပြောခဲ့ခြင်းနဲ့